လူယဉ်ကျေးမှုမှာအချိန်ကာလအမျိုးမျိုးကိုတတ်မှတ်ဖြတ်တန်းကြပါတယ်ဝမ်းတဲ့အချိန်ဝမ်းသာတဲ့အချိန်ပျော်စရာကောင်းတဲ့အချိန်ပျော်ဝဲရှင်ပွဲတွေကျင်းပရတဲ့အချိန်အမျိုးမျိုးသောယဉ်ကျေးမှုဓလေ့ထုံးစံတွေရှိကြတယ်ဘာသာရေးမှာလည်းလားတူအမျိုးမျိုးသောကျင့်စဉ်တွေခရစ်စမတ်ပွဲတော်တွေမိတွေထုံးပြီးတော့အလင်းရှင်ဖျားကိုပွဲတော်တွေကြီးကျယ်ကျင်းပခဲ့ကြတယ်လှလှပပထုံးလှလှပပသချင်းတွေဆိုပြီးတော့အခုတော့ဝါရင်းကာလလှပမှုတွေပျော်ရွှင်မှုတွေအကုန်လုံးချိုးနေပြီးတော့ဆုတောင်းခြင်းပုံမိုဆုတောင်းခြင်းမေတ္တာကရုဏာလုပ်ငန်းတွေကိုတိုးတက်ဆောင်ရွက်ခြင်းဒီဟူသောပြင်ပလက္ခဏာတွေကိုအားဖြင့်အတွင်းစိတ်ကျိုးပဲ့ကြည်မွားသောစိတ်နှလုံးလို့ဒီနေ့တော့ဆာလံ51မှာတော့အရင်စာအုပ်မှာတော့ဘာသာပြန်တဲ့ချိန်မှာကျိုးပဲ့ကြည်မွားတယ်လို့သုံးတယ်ကျိုးတယ်ပဲ့တယ်ကြည်တယ်မွားတယ်ပေါ့ကရစရာမရှိဘူးပဲသုံးတော့ကုံရောဒီဘက်ခေတ်မှာတော့ဘာသာပြန်တဲ့အချိန်မှာနောင်တရ၍စိတ်နှိမ့်ချသောစိတ်နှလုံးသားကိုပယ်တော်မူမှာမဟုတ်ဘူးတဲ့ဒါ Catholic version ပေါ့နော်ဆာလံကိုလည်း51ပေးထားတယ်အဲ့တော့အရေးကြီးတာကနောင်တရမယ်စိတ်နှိမ့်ချနဲ့စွာနဲ့မိမိနှလုံးသားကိုအတွင်းစိတ်ကိုဝင်ပြီးတော့ဆန်းစစ်ပြီးတော့ပြုပြင်ပြောင်းလဲခြင်းလမ်းစဉ်ပေါ်မှာရောက်နေမှအကျိုးသက်ရောက်မှုဆိုတာတစ်ခုရှိတယ်။ဒါဝါရီကာလဖြစ်ပြီဆိုရင်ဝါရှောင်ခြင်းဆူတောင်းခြင်းပေးကမ်းဆွန်ကျဲခြင်းဆိုရဲမှာပေးတဲ့ကမ်းနဲ့ဆွတ်နဲ့ကျဲတယ်ဆိုတာရှိမှပေးလို့ကမ်းလို့ဆွတ်လို့ကျဲလို့ရတယ်လို့အဓိပ္ပာယ်ကြီးရှိတယ်။ဒါကြောင့်မေတ္တာကရုဏာစိတ်နဲ့နော်လောက်သမျှကိုတိုးတက်ဆောင်ရွက်ခြင်းပေးမှကမ်းမှရဲလို့မဟုတ်ဘူးမရှိမှမရှိပဲအမြဲတမ်းတောင်းရမ်းပြီးစားနေတာဘယ်မှာတော့ရှိမှာတော့အဲ့တော့မပေးမကမ်းနဲ့နှုတ်အားဖြင့်ပေးကမ်းလို့ရတယ်စိတ်အားဖြင့်ပေးကမ်းလို့ရတယ်မျက်နှာပူရပြုံးအားဖြင့်ကိုယ်ထီလျောက်ပါကိုညီလှုပ်ဆောင်ပေးခြင်းအားဖြင့်ပေးကမ်းလို့ရတယ်သူတယောက်နဲ့ဖော်ပြသွားပေးခြင်းအားလည်းကိုယ်အချိန်ကိုပေးပြီးအချိန်ကိုပေးကမ်းလို့ရတယ်စသဖြင့်ပေးခြင်းကမ်းခြင်းမေတ္တာကရုဏာအလုပ်တွေမှန်သမျှအရင်ကပေးကမ်းဆွန်ကျဲတဲ့ဆိုတဲ့စကားရဲ့နောက်ွယ်မှာမေတ္တာကရုဏာထားပြီးလုပ်တဲ့အလုံးမှန်သမျှအကုန်ပါတယ်ပတ်စံနေပစ္စည်းတွေပေးနေမှာလို့မဟုတ်ဘူးအရင်ကတော့မရှိရင်အဝတ်စားရှိရင်အဝတ်စားပေးဒီနေ့ပထမကျမ်းစာမှာကြားသလိုအဝတ်စားမရှိတယ်လို့အဝတ်စားပေးဆိုပြီးတော့ဒီခေတ်မှာအဝတ်စားတွေသွားပေးဘယ်သူမှတော့မယူဘူးအသစ်ဆိုပြီးမှယူတာနည်းနည်းလေးဆိုရင်မယူဘူးပေါ်တော့နိုင်ရအဲ့တော့ယေရှာယနဂတိကျမ်းမှာကျွန်တော်တို့ကိုFatherပြာလူတဲ့နေ့မှာသတိပေးသလိုပဲပြာကားပြင်ပလက္ခဏာဖြစ်တဲ့အတွင်းစိတ်ထဲမှာအရာတစ်ခုစတင်ရမယ်ဝါရင်းကာလစတင်ခြင်းအတွင်းစိတ်ထဲမှာအဲ့တော့ပြင်ပမှာပြုတဲ့ကျွန်တော်တို့အမှုတွေကအတွင်းစိတ်အထိတက်ရောက်မှုအကျိုးတက်ရောက်မှုရှိအောင်ကြိုးစားမယ်ဝါရင်းကာလစပြီးဆိုဘုံဘုံဆူတောင်းနေတာမနေ့ကလည်းလူတွေပြည့်ပဲဖျားရှိခိုးကြတယ်ဒီညနေဆိုလည်းကျွန်တော်ဒုက္ခစရိယကမ္မထမ်းလုပ်တယ်ခရစ်တော်ကတဲ့ဒုက္ခစရိယအဆင့်ကိုထောက်ရှုစဉ်းစားပြီးတော့ငါတို့ဘဝကိုတုံးတက်ကြတယ်ဒါကဒုက္ခလမ်းခရစ်စမတ်တော်ကတော့ပျော်ရွှင်မှုကိုဆင့်တော့ကျွန်တော်ကျင်းပခဲ့ကြတာပေါ့လူဘဝမှာဒုက္ခဆိုတာပြေးမလို့ဘူးဒီဒုက္ခကိုဖြတ်ပြီးမှတည်ခြင်းပြီးမှရှင်မြန်ခြင်းဆိုတာလာတယ်ဆိုတာကိုတဆင့်ဒါ14ဆင့်မှာလည်းခလုတ်တိုက်ပြီးတဆင့်ကျော်သွားတော့တခုကြံခဲ့တယ်အဲ့လိုမျိုးလေးတွေလူအားနေချက်မျိုးနဲ့ဒုက္ခစရိယကမ္မထံကိုလှုပ်ပြီးတော့ဒီနေ့ကိုကျင်းပကြတယ်ပြီးရင်မိစားပူဇော်တယ်ကျမ်းစာတွေဖတ်ပြီးတရားနာတယ်ကျမ်းစာကလွန်ခဲ့တဲ့နှစ်ပေါင်း2900 3000နီးပါးလောက်ကယေရှာယဟောခဲ့တဲ့တရားကိုဒီကနေ့ကျွန်တော်တို့ကြားရတယ်ဒါရှိလူကြီးတွေရကုသိုလ်တွေပေါ့နော်သူတို့ရဲ့ကျမ်းစာတွေဘာတွေပြုစုထားခဲ့ကြတယ်ဆိုတော့ကျွန်တော်တို့ထာဝရဘုရားသခင်ဘာမိတ်နေဆိုချုပ်တီးခြင်းမရှိပဲတဲ့အကန့်အသတ်မရှိအတန်ကိုဟစ်ပြီးတော့ဆူတောင်းတယ်လုပ်ပါအတန်ကိုဟုတ်ပြာကိုလူပြီးတော့မြင်မိုးမှလူပြီးတော့ဒဏ်ဆက်ဖြစ်ပါတယ်လောက်ပါလှလှပပမိုးဖို့စုပ်ပြတ်ချော်တေကိုဝတ်ပြီးတော့နောင်တရယူခြင်းသင်္ကေတတွေလှုပ်စမ်းပါလှုပ်ရတယ်ယေရှာယကဗာမင်းလဲဆိုရင်ဒါလီတို့ပြည်တာနဲ့ဘုရားသခင်ငါတို့ကိုနားညောင်းတော်မူပြီလို့မင်းထင်နေသလားတဲ့အဲ့မှာမှဒုက္ခရောက်တာအဲ့တော့ဒါတွေအကုန်လုံးလှုပ်ပြီးတော့တကယ်လောကမှာကဒါတွေကပြင်ပလက္ခဏာတွေဖြစ်တယ်ပြင်ပကျင့်စဉ်တွေဖြစ်တယ်ပြင်ပကျင့်စဉ်တွေကအတွင်းစိတ်သဘောထိဝင်သွားရမယ်အဲ့ဒီမှာမှမင်းတို့ကညင်းခုန်တယ်ခိုက်ရန်ဖြစ်ပွားတယ်နော်ဖြစ်ကနေဆိုဆဲဆိုရန်ဖြစ်စိတ်ကိုမထိန်နိုင်ဘူးဆိုးရုပ်တော့
စိတ်နဲ့လက်သီးနဲ့သူများကိုထိုးကြိတ်တယ်အစာတွေရှောင်ကြတယ်တဲ့ဒီလိုကျင့်တဲ့အစာရှောင်ခြင်းမျိုးဖြင့်သင်တို့អော်တဲ့တန်ကိုအမြင့်ဆုံးမှကြားရမယ်လို့မင်းတို့ထင်သလားတဲ့နော်အမြင့်ဆုံးသောအရာမှာကြားအောင်လုံနိုင်စွမ်းရှိမိမဟုတ်တဲ့ဒါလေးနဲ့ပဲဘုရားသခင်နားတော်အထိရောက်မယ်ဘယ်မှာလာမလဲဒီလိုရွေးချယ်လှုပ်ဆောင်ခြင်းတွေကတဲ့နော်ဘယ်ကိုသွားရောက်ရမလဲဆိုလို့ရှိရင်မတရားသောနောင်ကြိုးများကိုလွတ်ပေးပါမတရားကိုဘွားမှာနော်လုတ်သလားမတရားမလုံမိအောင်စဉ်းစားထောက်ရှုကိုယ်စိတ်ကိုပြင်းသူများမတရားပြုတဲ့နောင်ကြိုးချီနှောင်ထားတာတွေစိတ်ထဲမှာရှိသလားကျိုးကိုဖြီလိုက်ခွင့်လွတ်လိုက်ပါလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါတွေကစာရှောင်ရတာလွယ်တယ်လွတ်ပေးခြင်းတဘိုးတွဲချီထားသောတည်ကြိုးကိုဖြည့်ပေးခြင်းနော်တဘိုးတည်နွားတွေကိုတည်ကြိုးနဲ့တကောင်တွဲပြီးတော့ချီထားပြီးတော့နွားတွေကလွတ်လွတ်လပ်သွားလို့မရဘူးအဲ့ဒီခေတ္တလူတွေကိုလည်းကြုံအဖြစ်အကုန်လုံးတွဲချီပြီးတော့အလုတ်ခိုင်းကြတဲ့ခေတ်လူတွေကမှကျွဲနွားလို့ဆက်ဆံတဲ့ခေတ်ရှိတယ်ဒီခေတ်မှာတော့ဘာလို့တလဲလူတချို့ကိုကိုယ်စိတ်ထဲမှာချီနှောင်ထားပြီးတော့ဒီလူတွေဆိုငါမပေါင်းဘူးဒီလိုလူမျိုးတွေဆိုငါကြည့်လို့မရဘူးဒီဘာသာကိုယ်ွယ်တဲ့လူတွေငါကြည့်လို့မရဘူးဆိုတော့တတိတွဲပြီးတော့ stereotype လို့ခေါ်တယ် stereotype ဒီလူမျိုးတစ်မျိုးကိုအမြင်ကတ်တာနဲ့တစ်မျိုးလုံးကိုမုန်းတာတော့ဒီဘာသာကိုမုန်းတီးတယောက်ကိုမုန်းတီးတာနဲ့အဲ့ဒီဘာသာဝင်တွေဆိုနားထောင်လို့မရဘူးစသဖြင့်ပေါ့ဒီလိုစိတ်တွေဒီလိုစကားမျိုးပြောတယ်လို့ဆိုငါမဆက်ဆံဘူးဆိုတဲ့တတိအဲ့ဒါမျိုးတွေတဘိုးကိုတွဲချီထားသလိုအဲ့ဒီစိတ်ဓာတ်မျိုးတွေဖိနှိပ်ခံရတဲ့လူတွေကိုလွတ်မြောက်ခြင်းအတွက်ကူညီပေးတယ်စသဖြင့်လက်တွေ့ကြတဲ့အလုပ်တွေကိုဒါကျွန်တော်တို့လှုပ်ဆောင်ရမယ်အဲ့ဒါမှသာလျှင်အဲ့ဒီမေတ္တာကရုဏာကိုလှုပ်ဆောင်သောသူလာလျှင်အငယ်ဆုံးသောသူကိုသင်ပြုတိုင်းငါဖျားကိုပြုတယ်ဆိုတဲ့ဂုံချင်းမြင့်ခြင်းနဲ့အတူငါတို့ရဲ့ဆုတောင်းတာငါဟိုးအမြင့်ဆုံးသောဘုရားသခင်စီရွှေနာတော်ဝင်ရောက်မှာဖြစ်တယ်တဲ့ယေရှာယကအဲ့လိုပြောခဲ့တယ်အဲ့လိုဟောခဲ့တယ်ကျမ်းစာမှာတော့ခုနဧဝံဂေလိကျမ်းမှာဖာသာအစကပြောသလိုဝမ်းနေတဲ့ချိန်ဝမ်းသာတဲ့ချိန်ရှိတဲ့အတွက်ဝါဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ခရစ်တော်ရဲ့တပည့်တွေကဝါမဆောင်ဘူးဘာလို့လဲဂျူးလူမျိုးစီမှာဒလိထုံးစံရှိတယ်သူတို့သမီးပွဲခံတဲ့ရပ်ပေါင်း40ဆို40ဘယ်သူမှဝါမဆောင်ရဘူးပွဲခံရမယ်အဲ့ဒီမှာသွားဝါဆောင်နေပါညာလို့ရင်ပွဲပြက်တယ်ထိခိုက်တယ်ပေါ့နော်ပွဲခိုက်တယ်အဲ့တော့မလုပ်ကြဘူးအဲ့တော့သူတို့သားရှိတဲ့ချိန်မှာဝါမဆောင်ကြဘူးတဲ့ခရစ်တော်အဲ့ဒါကိုခိုင်းနှိုင်းပြီးတော့သူတို့သားရှိတဲ့ချိန်ဝါမဆောင်ကြဘူးအချိန်လိုက်ရင်သူတို့သားနှုတ်ယုတ်ခြင်းခံရမယ်နောက်တစ်ချိန်မှာခရစ်တော်ရဲ့သာသနာတော်ကဒုက္ခပေါင်းဆိုခံရလို့ဒီနှစ်ပတ်လုံးဝါရင်းလိုပဲအစာရှောင်ဝါရှောင်ဆူတောင်းမဲ့အချိန်ကာလကိုဖျက်ဆီးကြမယ်ဆိုတာကိုခရစ်တော်သိလို့ကြိုပြီးတော့ဒီစကားကိုပြောခဲ့တယ်မေးတဲ့သူကလည်းဘာဖြစ်လို့ဝါရှောင်တာလဲမရှောင်တာလဲဆိုတော့သိကျင်လို့မေးတာလဲရိုးသားမေးတာလဲဖြစ်နိုင်တယ်လို့နောက်တစ်ဖက်ရှိတာကတော့တယောက်နဲ့တယောက်ခိုင်းနိုင်ပြီးအကဲခတ်ခြင်းငါဝါရင်းကာလမှာငါစလိမတော့ဘူးကိုမစားဘူးငါရက်မတော့ဘူးဆိုပြီးတော့သူတစ်ပါးကိုဟဲ့မင်းဘာလို့တောက်တာလဲဘာညာလာပြီးတော့ပြဿနာလိုက်ရှာတာမျိုးတို့ငါအဖြစ်ရှောင်းနေဒီကောင်တွေမရှောင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကိုရည်သေးစကားတွေပြောပြီးတော့ကိုကုံကိုဖော်ပြီးတော့သူများကိုနှိမ်နာမျိုးတို့ဒီနေ့တောက်ချလေးဒီကောင်အသားမရှောင်ဘူးငါအဖြစ်ရှောင်းနေဆိုပြီးတော့သူများနဲ့နှိုင်းနာမျိုးတို့ဟောငါဒီနေ့ဝါရှောင်းနေမင်းတို့ကဘာလို့မရှောင်တာလဲဆိုပြီးတော့ခိုင်းနိုင်ပြီးပြဿနာရှာတာမျိုးတို့အများရှိမှကဲ့ရဲ့စကားပြောတာမျိုးတို့ဒါမျိုးလည်းမလုပ်သင့်ဘူးဆိုတာတော့တခုဒီထဲမှာပေါ်နေတာပေါ့နော်ကျမ်းစာမှာတော့ရိုးရိုးသားသားသိချင်လို့မေးတယ်လို့ယူဆရပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းမထိမ့်မှတ်ပဲတယောက်နှိုင်းပြီးတော့ကိုယ်အပဲဖရာတရားကြီးကျယ်ခိုင်ရှမ်းသလိုသူများအပဲအပြည့်လုပ်ပြီးတော့ငရေကြမလို့ကိုမသိနိုင်ဘူးကွယ်ရမှာတကားတော့ပိတ်လို့ဖရာနဲ့အာယုံပြုတော်သူဖရာနဲ့ဆက်ဆံတော်သူပဲဖြစ်တယ်ဘယ်သူကမှကိုသူများကိုလိုက်ကြည့်ပြီးတော့လဲကိုယ်ကုံကိုဖော်ပြီးတော့ခိုင်းနှန်းစရာလဲအကြောင်းမရှိပါဘူးအကြောင်းလို့ဝါရင်းကာလကိုတောက်ရှုစဉ်းစားပြီးတော့ပြင်ပလက္ခဏာမှာတရားသဘောနဲ့အားထုတ်ကြိုးစားတဲ့ဝတ်ပြုတဲ့ဒီအားတကိုကျေးဇူးတော်ကြောင့်ကျွန်တော်အတွေးစိတ်ဓာတ်မှာကြေးရောက်နေတဲ့မကောင်းမှုတွေအကုသိုလ်တွေရော့ပါပြီးတော့ကောင်းမှုကုသိုလ်၌လွတ်မြောက်ခြင်းရွှင်လန်းခြင်းဆိုတဲ့အတွေးစိတ်ရွှင်လန်းမှုနဲ့ဝါရင်းကာလကိုအောင်မြင်စွာဖျက်ဆီးနိုင်အောင်ကြိုးစားကြပါစို့